မင်္ဂလာညချမ်းလေးပါရှင်ဒီတော့ကျမဒီနေ့ပြောချင်တာကကျမဒီရက်ပိုင်းလေးအတွင်းမှာအောင်တော်မူမှာအဋိဌံသွားဝင်နေပေါ့နော်အောင်တော်မူဖះမှာအဋိဌံသွားဝင်တော့မြတ်စွာအဲ့အောင်တော်မူဖះရဲ့မျက်နာတော်ကိုကြည့်ပြီးတော့ကျမတစ်ချက်အတွေးပေါက်တာပေါ့ဟဲပေါ့အိမ်ကမြတ်စွာဘုရားကလည်းမြတ်စွာဘုရားကိုဘွားတော်ပဲပေါ့နော်ဒီအောင်တော်မူမြတ်စွာဘုရားကလည်းမြတ်စွာဘုရားရဲ့ကိုဘွားတော်ပဲဒါဘူးငါကအိမ်ကဘုရားမှာအဋိဌံဝင်ပဲဘာကြောင့်မို့အောင်တော်မူဘုရားမှာငါလာပြီးအဋိဌံဝင်ဖြစ်တာလေဆိုပြီးကျမရဲ့အစိတ်ကတွေးလိုက်တာတွေးလိုက်တာနဲ့တပြိုင်နဲ့ကျမတို့တစ်ဖက်မှာအဖေကလာပြောတယ်ချက်ချင်းဘာပြောတာလဲဆိုရင်တို့ကဖះကိုတွားပြီးတော့ဖူးတယ်အဋိဌံဝင်တဲ့အခါမှာတို့ကအဲ့ဒီဖះမှာစောင့်ရှောက်နံပါတ်1အဲ့ဒီဖះမှာစောင့်ရှောက်နေတဲ့ဖះဆောင်နှက်တွေတာသနာတော်စောင့်နှက်တွေအဆောင်အရှောက်တွေအဲ့ဒီဖះနဲ့ပတ်သက်ဆက်တဲ့ပုံကိုယ်တွေတိုင်နှန်းရှင်တိုင်နှန်းသူတိုင်နှန်းသားတွေကိုတို့တွားပြုတ်လုပ်တဲ့ကုသိုလ်တွေကိုမေတ္တာပို့ပေးတယ်အမျှပေးဝေပေးတယ်တဲ့အဲ့တော့သူတို့တွေအတွက်အကျိုးတစ်ခုရတယ်ပြီးတော့မူလတည်ခဲ့သောဖះဒါယကာမတွေရဲ့ဘယ်လိုပြောမလဲသူတို့တွေအတွက်လေကုသိုလ်ကိုပို့ပြီးတော့ဆက်ပေးတာသူတို့တွေလှုပ်ဆောင်ခဲ့တဲ့သာသနာတော်တွေကိုတို့တွေကပြန်လဲထိရွက်ခြင်းထိမ့်သိမ့်ခြင်းပဲဖြစ်တယ်ပြီးတဲ့ခါကျရင်ဘုရားဒါယကာမတွေရဲ့လှုပ်ဆောင်နိုင်ခဲ့တဲ့အောင်မြင်ခြင်းအောင်တဟိတ်အဲ့ဒီအောင်တဟိတ်ကတော့ကိုယ့်အတွက်ပေါ့နော်ပြောမယ်ဆိုအဲ့ဒီတဟိတ်တစ်ခုလေတို့ကတွားပြီးတော့ယူတာဖြစ်တယ်ဘသူမဆိုဘုရားတဆူတီတယ်ဆိုတာလွယ်လိတကူတီလို့လည်းမရဘူးဘဝဆက်မှာကိုဖျားတီနိုင်လောက်တဲ့ဒီပါရမီကုသိုလ်တွေပါခဲ့အောင်မှဖြစ်တာနော်အဲ့တော့အဲ့ဒီကုသိုလ်တွေကိုတို့ကတန်ဖိုးထားရမယ်နော်အဲ့လိုမျိုးတွေတည်လာတယ်ပြီးတော့ဖះကိုသွားရင်ကျမတို့ကလှူတန်းတယ်လေအဲ့လှူတန်းနေငွေတွေနဲ့ကျမတို့ကဖះတွေမှာပြန်ပြီးတော့ခါကြတော့အသုံးပြုတယ်ပြုပြင်တဲ့နေရာတွေမှာအသုံးပြုတယ်တစ်ဖက်တနည်းလမ်းကပြောမယ်ဆိုရင်ဘုရားရဲ့သာသနာတော်တစ်ဖက်ကကျမတို့ကထိမ့်သိမ့်ဆောက်ချခြင်းမြည်သွားတယ်ပြီးပြီဆိုဘုရားမှာပန်းတွေပွဲတွေရောင်းချတဲ့လူတွေဆိုတာရှိတယ်လေနော်အဲ့တော့သူတို့တွေကိုသူတို့တွေဆရာကျမတို့ပန်းနေဝယ်လိုက်တယ်ဘုရားကိုကတ်လူတယ်ဘုရားကိုကတ်လူတဲ့ကုသိုလ်လေးရတယ်ဒီဘက်မှာရောင်းချတဲ့သူတွေဆရာကျမတို့ကဝယ်ယူပေးလိုက်တော့သူတို့တွေရဲ့စားဝတ်နေရေးတွေလုပ်ငန်းဆောင်တာတွေလည်းအဆင်ပြေတယ်အဲ့တော့သူတို့တွေအတွက်ကိုလည်းကျမတို့ကအထောက်အကူဖြစ်တယ်အဲ့တော့ကျမတို့ကဖျားတွေကိုသွားတဲ့အခါမှာဘလို့ရည်ရွယ်ချက်နဲ့ပဲသွားဆူတောင်းပြေးလို့ပဲသွားဘလို့ပဲသွားဘာပဲသွားအခုကျမပြောတဲ့အချက်အလက်တွေဒီအချက်လက်တွေကအဓိကဖြစ်တယ်ဒီအချက်လက်တွေကြောင့်ကျမတို့ကဖျားတွေမှာသွားရောက်ပြီးတော့ဖျားဒိဋ္ဌံဝင်တာတွေဖူးမြော်တာတွေကုသိုလ်ယူတာတွေကုသိုလ်ပြုတာတွေလုပ်တဲ့နေဆိုတဲ့ဟာလေးကိုကျမကတော့တေချာလေးနက်ကလေးကိုသိခဲ့